ကျွန်တော်တို့နေထိုင်နေတဲ့ကမ္ဘာမြေကြီးထဲမှာဒီလိုထူးခြားတဲ့တတ္တဝါမျိုးတွေရှိပါသေးလားဆိုပြီးတွေးရလောက်တဲ့အထိထူးခြားစွမ်းရည်တွေပိုင်ဆိုင်ထားတဲ့တတ္တဝါတစ်မျိုးအကြောင်းကိုကျွန်တော်ကဒီနေ့ဒီဗီဒီယိုမှာပြောပြပေးသွားမှာဖြစ်ပါတယ်။ဗီဒီယိုလေးမစခင် channel လေးကို like and follow လုပ်ပေးသွားခဲ့ကြပါဦး။သိပ္ပံပညာရှင်တွေကိုတော့အံ့ဩသွားစေတဲ့ထူးခြားတဲ့စွမ်းရည်တွေကိုပိုင်ဆိုင်ထားတဲ့အကောင်လေးတွေကတော့ axolotl တွေပဲဖြစ်ပါတယ်။သူတို့ဟာရေပုတ်တင်မျိုးနွယ်စုဝင်တွေဖြစ်ကြပြီးကုန်းနေရေနေတတ္တဝါတွေဖြစ်ကြပါတယ်။သူတို့ဟာအရွယ်အစားအားဖြင့်25စင်တီမီတာဝန်းကျင်လောက်ရှိပါတယ်။သူတို့မှာတခြားရေပုတ်တင်နေနဲ့မတူတဲ့ထူးခြားတဲ့အခြေအနေတစ်ခုရှိနေပါတယ်။အဲ့ဒါကဘာလဲဆိုတော့တခြားကုန်းနေရေနေတတ္တဝါတွေအရွယ်ရောက်လာရင်အဆုတ်နဲ့အသက်ရှူတာကုန်းပေါ်တက်ပြီးနေတာမျိုးတွေလုပ်ကြပါတယ်။ဒါပေမဲ့ axolotl တွေကတော့တသက်လုံးသားပေါက်ဘဝပုံစံအတိုင်းရေထဲမှာပဲနေထိုင်ကြတာဖြစ်ပါတယ်။သူတို့ခေါင်းရဲ့ဘေးကအမွှေးပွားပွားနဲ့ပန်းရောင်အကိုင်းလေးတွေကတကယ်တော့အပြင်ဘက်ကိုထွက်နေတဲ့ဗဟက်လေးတွေဖြစ်ပါတယ်။အဲ့ဒါတွေကနေသဆင့်ရေထဲမှာအောက်ဆီဂျင်ကိုရှူထုတ်ရှူတွင်းလုပ်ကြတာဖြစ်ပါတယ်။နောက်ထပ်ရန်ထူးကြတဲ့အချက်ကတော့ regeneration လို့ခေါ်တဲ့ခန္ဓာကိုယ်ပြန်လည်တည်ဆောက်နိုင်စွမ်းပဲဖြစ်ပါတယ်။ဒီအချက်ဟာသိပ္ပံပညာရှင်တွေကိုတော့အံ့ဩသွားစေခဲ့ပါတယ်။ axolotl တကောင်ဟာသူ့ရဲ့ခြေလက်တွေပြတ်သွားတာပဲဖြစ်ဖြစ်အမိပြတ်သွားတာပဲဖြစ်ဖြစ်ပြန်ကောင်းနိုင်ပါတယ်။ဘယ်လောက်ထိပြန်ကောင်းနိုင်လဲဆိုရင်ပြတ်သွားတဲ့ကိုယ်လက်အစိပ်ပိုင်းနေရာမှာဘာအမာရွတ်မှမကြံတဲ့အထီကိုပြန်ကောင်းနိုင်စွမ်းရှိကြတာဖြစ်ပါတယ်။ခြေတွေလက်တွေနဲ့မကပဲခန္ဓာကိုယ်ရဲ့အဓိကအစိပ်ပိုင်းတွေဖြစ်တဲ့နှလုံးဒါမှမဟုတ်အုံနောက်ရဲ့အစိပ်ပိုင်းတချို့ပျက်စီးသွားရင်တော့အရင်ပကတိပုံစံအတိုင်းပြန်ကောင်းနိုင်စွမ်းရှိကြပါတယ်။ဒါကြီးကတော်တော်ကျန်းတယ်လို့ပြောလို့ရပါတယ်။ကျွန်တော်တို့လူတွေဆိုရင်တော့မတော်တဆချစ်မိရှာမိတာကြီးဖြစ်ခဲ့ရင်ဒဏ်ရာကြီးရင်ကြီးသလိုအမာရွတ်ကြံခဲ့မှာဖြစ်ပါတယ်။ဒီအကောင်လေးတွေကတော့ခန္ဓာကိုယ်အစိပ်ပိုင်းတစ်ခုပြတ်ထွက်သွားရင်တော့မူလအတိုင်းပြန်ဖြစ်တယ်ဆိုတော့တော်တော်လိုချင်စရာကောင်းတဲ့ ability ဖြစ်ပါတယ်။ဒါကြောင့်ဆေးဘက်ဆိုင်ရာသုတေသနတွေမှာသူတို့ကိုအထူးသက်လေ့လာနေကြတာဖြစ်ပါတယ်။ axolotl တွေကိုစမ်းသပ်ခဲ့တဲ့ထူးထူးခြားခြားသိပ္ပံနည်းကျစမ်းသပ်မှုတစ်ခုအကြောင်းကိုလည်းပြောပြပေးခြင်းပါတယ်။အရှိမပြောခဲ့သလိုပဲ axolotl တွေကတခြားရေပုတ်တင်မျိုးနွယ်နဲ့မတူတဲ့အချက်ကတသက်လုံးရေထဲမှာပဲငယ်ဘွားပုံစံနဲ့နေသွားကြတာဖြစ်ပါတယ်။ဒါကိုသိပ္ပံပညာရှင်တွေကဘာလို့ဒီလိုဖြစ်နေရလဲဆိုတာကိုရှာဖွေရင်းစမ်းသပ်မှုတွေပြုလုပ်ခဲ့ကြပါတယ်။တကယ်တော့ axolotl တွေမှာတခြားရေပုတ်တင်မျိုးနွယ်တွေလိုမျိုးပဲအရေပြားနဲ့အဆုပ်ကိုအသုံးချပြီးကုန်းပေါ်တက်ပြီးနေနိုင်တဲ့မျိုးဗီဇရှိနေစေဖြစ်ပါတယ်။ဒါပေမဲ့သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာအဲ့ဒီပြောင်းလဲမှုကိုဖြစ်ပေါ်စေတဲ့ thyroid ဟော်မုန်းထုတ်လွှတ်မှုအားနည်းနေရကြောင်းကုန်းနေတတော်အဖြစ်မပြောင်းလဲသွားတာဖြစ်ပါတယ်။ဒါကြောင့်သိပ္ပံပညာရှင်တွေက axolotl တွေကို thyroid ဟော်မုန်းဆေးထိုးပေးပြီးစမ်းသပ်ကြည့်တဲ့အခါမှာတော့မယုံနိုင်စရာပြောင်းလဲမှုတွေဖြစ်လာပါတယ်။သူတို့ရဲ့ဥကောင်းဘေးကအမွှေးပွားပွားဗဟက်တွေဟာတဖြည်းဖြည်းကျုံသွားပြီးပျောက်ကွယ်သွားပါတယ်။အရေပြားပိုထူလာပြီးတော့မျက်လုံးတွေကပြူးထွက်လာကအဆုတ်ကလည်းကုန်းပေါ်မှာအတက်ရှူနိုင်မှုအတွက်ဖွံ့ဖြိုးလာပါတယ်။နောက်ဆုံးမှာတော့ရေတွေကနေကုန်းပေါ်ကိုတက်လာပြီးတခြားရေပုတ်တင်နေလိုပဲကုန်းပေါ်မှာလည်းနေနိုင်တဲ့တတော်အဖြစ်ပြောင်းလဲသွားပါတယ်။ဒါပေမဲ့ဒီစမ်းသပ်မှုဟာတဘာဝအယူဆန့်ကျင်တယ်လို့ပြောရပါမယ်။ဒီလိုကုန်းပေါ်တက်လာတဲ့ axolotl တွေကသူတို့ရဲ့မူလတက်တန်အတိုင်းအကြာကြီးမရှင်သန်နိုင်ကြတော့ပါဘူး။သူတို့ရဲ့ခန္ဓာကိုယ်ကဒီလိုပြောင်းလဲမှုတန်ကိုခံနိုင်မရှိသလိုသူတို့တွေရဲ့အရန်မိုက်တဲ့စွမ်းရည်ဖြစ်တဲ့ခန္ဓာကိုယ်အစိပ်ပိုင်းပြန်လည်တည်ဆောက်နိုင်စွမ်းကလည်းအတော်လေးလျော့နေသွားတယ်လို့သိရပါတယ်။သူတို့ကတော့ Mexico နိုင်ငံ Mexico City နားမှာရှိတဲ့ Xochimilco ဆိုတဲ့ရေကန်ကြီးမှာတွေ့နိုင်ပါတယ်။တဘာဝတော်ရိုင်းထဲမှာဆိုရင်တော့သူတို့ရဲ့အယောင်ဟာအနက်ရောင်ဒါမှမဟုတ်အညိုရင့်ရောင်ရှိတတ်ကြပြီးကျွန်တော်တို့မြင်တွေ့နေရတဲ့ပန်းရောင်ဒါမှမဟုတ်အဖြူရောင်စတာတွေကတော့မျိုးရိုးဗီဇပြောင်းလဲထားတဲ့အိမ်မွေးတိရစ္ဆာန်တွေပဲဖြစ်ပါတယ်။သူတို့ဟာအသားစားတတော်ဝါတွေဖြစ်ကြပြီးရေထဲကပိုးမွားလေးတွေငါးလေးတွေနဲ့တီကောင်တွေကိုစုပ်ယူပြီးစားတောက်လေးရှိပါတယ်။သူတို့ရဲ့ပါးစပ်ကအမြဲတမ်းပြုံးနေသလိုမျိုးဖြစ်နေရကြောင်းလူချစ်လူခင်အရမ်းများတဲ့အကောင်လေးတွေလည်းဖြစ်ပါတယ်။ဒါပေမဲ့စိတ်မကောင်းစရာတစ်ချက်ကတော့တဘာဝတော်ရိုင်းထဲမှာ axolotl တွေကမျိုးတုံးပြောက်ွယ်လူနေပါဖြစ်နေပဲဖြစ်ပါတယ်။ရေတူးညဉ့်ညမ်းမှုသူတို့နေထိုင်တဲ့ကန်တွေခန်းချောက်လာမှုနဲ့တခြားကျူးကျော်ငါးမျိုးစိတ်တွေကြောင့်သူတို့ရဲ့အရေးအတွက်ဟာအစမတန်နှဲပါသွားပြီပဲဖြစ်ပါတယ်။လက်ရှိမှာတော့သူတို့အိမ်မွေးတိရစ္ဆာန်အဖြစ်ရောသူတေသနာတက်ခွဲခန်းတွေမှာပါအလုံးရင်းနဲ့မွေးမြူနေကြတာကိုတွေ့ရပါတယ်။ဒါကြောင့်ဒီတတော်ဝါလေးတွေကိုထိမ့်သိမ့်မှုဆိုတာဟာကမ္ဘာ့ဂေဟစနစ်အတွက်ရောနောက်တစ်ချိန်လူသားတွေရဲ့ဆေးပညာတိုးတက်မှုအတွက်ပါအထောက်အကူပြုမဲ့ကိစ္စရပ်တစ်ခုဖြစ်နေပါတယ်။ကဲဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီလောက်မိုက်တဲ့အကောင်လေးတွေကိုမွေးဘူးကြလားကျွန်တော်ပြောတာအပြင်တခြားသူ့ရဲ့ ability လေးတွေရှိအောင်မယ်ဆိုရင်လည်း comment ထဲမှာဝင်ရောက်ရေးပေးသွားခဲ့လို့ရပါတယ်အဆုံးထိကြည့်ပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုနဲ့ထပ်လာခဲ့ပါမယ်အားလုံးပဲ peace out